CEO ကဇနီးကိုစွန့်ပစ်ခဲ့တယ်လို့ထင်ခဲ့ကြပြီမဲ့တကယ်အဆုံးသတ်မှာတော့စွန့်ပစ်ခံရတာသူပဲဖြစ်ခဲ့တယ်မိမတယောက်ကသူမရဲ့ခင်မုန်းကိုတခြားမိမတယောက်ရှိမှခေါင်းငုံပြီးခါပတ်ချီပေးနေတာကိုမြင်တွေ့ခဲ့တယ်သူမကဖုံးဆက်ခဲ့ပေမဲ့သူကစစ်အေးနဲ့ဖုံးကိုချလိုက်တယ်အဲ့ဒီအခါသူမရဲ့နှလုံးသားကအပြည့်အဝကျိုးပဲသွားခဲ့တယ်နောက်ပြီးသူမက CEO ရဲ့မိခင်နဲ့တွေ့ဆုံပြီးကျမထွက်သွားပါမယ်ဒါပေမဲ့အလျော်စားအနေနဲ့ဘီလီယံတစ်ဘီလီယံလိုပါတယ်လို့ပြောခဲ့တယ်မိခင်ကသဘောတူခဲ့တယ်မင်္ဂလာဆောင်ပြီး30နှစ်ကြာခဲ့ပြီးမဲ့ CEO ကသူမကိုကိုယ့်ဇနီးအဖြစ်မခေါ်ပဲလူအများရှိမှအလုပ်သမား secretary လိုပဲဆက်ဆံထားခဲ့တယ်နောက်တနေ့မှာသူမကလက်ကွက်သုံးပြီးကွာရှင်းစာရွက်တွေကိုအခြားဖိုင်များအောက်မှာထည့်ထားလိုက်တယ် CEO ကမစစ်ဆေးပဲလက်မှတ်ထိုးလိုက်တယ်ရုံးမှာ no cho snack တွေ stock share တွေကိုမြင်တဲ့အခါအရာအလုံးကိုသူမနားလေသွားခဲ့တယ်သူမဘာမှမပြောပဲတိတ်တိတ်လေးထပ်သွားခဲ့တယ်အင်းရောက်ပြီးသူမရဲ့လက်ဝဲရတနာတွေလက်စွပ်တွေကိုရောင်းချလိုက်တယ်ဒါပေမဲ့လမ်းမှာကား accident ဖြစ်သွားခဲ့တယ်မိုးရွာနေလို့သူမဆွတ်ဆွတ်နေချိန်မှာအမိမသိလူတစ်ယောက်ကသူမကိုဂျာကက်တစ်ထည်ပေးခဲ့တယ်သူမတတိပြန်လာတဲ့အချိန်မှာခင်မုန်းရောက်လာခဲ့ပြီးမဲ့စိုးရင်လားမရှိပဲစိုးပူပြောဆိုခဲ့တယ်သူမရဲ့မျက်လုံးထဲမှာမျောလင့်ခြင်းမရှိတော့ပဲစိတ်ပြမှုတာကြံခဲ့တယ် CEO ကသူမရဲ့ပခုံးပေါ်ကဂျာကက်ကိုမြင်လိုက်တဲ့အခါဒေါသထွက်ပြီးပစ်ချလိုက်တယ်သူမကတိတ်တိတ်လေးအလုတ်ထွက်စာတင်ပြီးအိမ်အသစ်တစ်လုံးကိုပြောင်းရွှေ့နေထိုင်သွားခဲ့တယ်ဒါပေမဲ့ကန်ဂျမာကအခြားအရာတွေကိုစီစဉ်ထားသလိုဖြစ်နေခဲ့တယ်အိမ်အသစ်ရဲ့ lift ထဲမှာမိုးရွာတဲ့နေကသူမကိုဂျာကက်ပေးခဲ့တဲ့အဲ့ဒီယောက်ျားနဲ့ပြန်တွေ့ခဲ့တယ်အဲ့ဒီအချိန်မှာ CEO ကအိမ်ပြန်လာပြီးအိမ်လွတ်နေတာကိုမြင်တော့စိတ်လှုပ်ရှားသွားပြီးသူမကိုအခုချက်ချင်းရှာပါလို့အော်ပြောခဲ့တယ်